ကြီးမင်းတို့တက်ဆင်ထားတဲ့ဆိုလာစနစ်မှာတကယ်လို့အဲ့ဒါတစ်ခုခုဖြစ်ပေါ်လာပြီဆိုလို့ရှင်ဖော်ရက်ကော့ယူထားခြင်းကတော့အဲ့ဒါကိုမြင်မြတ်ဆက်ဆက်ဖြည့်ရှင်းပေးနိုင်ပါတယ်ဖော်ရက်ကော့ယူရဲဆိုတာကတကယ်တော့မခက်ခဲပါဘူးလူကြီးမင်းတို့စီမှာရှိတဲ့ဖုန်းလေးနဲ့ဘက်ထရီအင်ဗာတာနောက်ပြီးတော့ breaker တွေတက်ဆင်ထားတဲ့ဘောင်ဒီ၃မျိုးကိုဖုန်းကင်မရာလေးဖွင့်ပြီးတော့ဗီဒီယိုလေးရိုက်ထားပေးရုံပါပဲဒါကြောင့်ဖော်ရက်ကော့တွေယူပေးဖို့ဒီ record တွေကိုကုမ္ပဏီကိုပို့ပေးဖို့တောင်းဆိုလဲဆိုလို့ရှိရင်ညီမတို့အင်ဗာတာမှာဆိုရင်အဲ့ဒါကုတ်တွေပေါ်ပါတယ်ဒီအဲ့ဒါကုတ်တွေကိုအခြေခံပြီးတော့အဲ့ဒါတွေကိုဖြည့်ရှင်းတဲ့အခါမှာဆိုလို့ရှိရင်တိကျတဲ့ဖြည့်ရှင်းချက်ကိုရပါတယ်မဟုတ်ရင်အကြောင်းရင်းခံကိုမသိပဲခဏတာပဲအဆင်ပြေမှာပါကစ္စတမာတော်တော်များများကအဲ့ဒါဖြစ်လို့မို့ဒီလိုမျိုးဓာတ်ပုံတွေဗီဒီယိုတွေရိုက်ပေးဖို့တောင်းဆိုလို့ရှိရင်အရင်ညွှန်ညင်တတ်ကြပါတယ်ပြီးလို့ရှိရင်ဘာကြိုးကျေးဇူးရှိလဲလို့ထင်တတ်ကြပါတယ်တကယ်တော့ဒီလိုမျိုးဖော်ရက်ကော့ယူပြီးတော့ကုမ္ပဏီကိုပို့ပေးတာဟာအရင်အကျိုးကျေးဇူးရှိပါတယ်စာပေလုပ်ပေးရမယ့် technician တွေဟာဒီလိုမျိုး ဖော်ရက်ကော့အကြည့်ရုံနဲ့ဘယ်လိုမျိုးဖြည့်ရှင်းပေးရမလဲဆိုတာကိုလည်းသိနိုင်ပါတယ်တချို့ error တွေက technician တွေကိုယ်တိုင်အိမ်နိုင်ရစားပေးလာလုပ်ပေးမှအဆင်ပြေတာရှိတယ်လို့တချို့ error တွေဆိုရင်လည်းtechnician တွေကဖုန်းထဲကနေတဆင်ညွှန်ကြားမှုအတိုင်းအဆင့်အနှဲငယ်လှုပ်ဆောင်လိုက်ရုံနဲ့ပြည်လည်သွားတဲ့ error တွေလည်းအများကြီးရှိပါတယ်။ technician တွေကိုယ်တိုင်အိမ်နိုင်ရစားပဲလာပြီးတော့လုပ်ပေးရမယ်ဆိုလို့ရှိရင်လည်းအဲ့ဒါကိုကြိုသိထားတာဖြစ်တဲ့အတွက်ဘာပစ္စည်းတွေကိုယူသွားရမလဲဆိုတာကိုကြိုတင်ပြီးတော့ပြင်ဆင်လို့ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဖော်ရက်ကော့ယူပေးထားပြီးတော့ကုမ္ပဏီကိုပို့ပေးတာဟာဖြစ်နေတဲ့အဲ့ဒါကိုမြင်မြန်ဆန်ဆန်နဲ့တိတိကျကျဖြည့်ရှင်းနိုင်မဲ့တမိုးရှိအချက်လက်တွေပဲဖြစ်ပါတယ်။သုံးဆွတ်တူ customer များအတွက်လည်းအမခံကာလအတွင်းဖြစ်စေအမခံကာလကျော်လွန်တီဖြစ်စေကြိုးကြောင်းစီလျော်သောအဲ့ဒါများကိုနီးစနစ်အတိုင်းအစင်းစင်းတောင်းယူပြီးတော့ဖြည့်ရှင်းပေးနေပါတယ်။ဖော်ရက်ကော့ယူပေးထားပြီးတော့ပို့ပေးဖို့တောင်းဆိုတာဟာ customer လူကြီးမင်းတို့ဘက်ရောကုမ္ပဏီဘက်ပါနှစ်ဦးနှစ်ဘက်အဆင်ပြေစေတာကြောင့်အဲ့ဒါတစ်ခုဖြစ်ပြီးဆိုလို့ရှိရင်ဖော်ရက်ကော့လေးယူပေးထားဖို့ညီမတို့ရဲ့ Universal Solar မြန်မာကနေ customer လူကြီးမင်းတို့ကိုမြစ်တဲ့ရက်ခံပါတယ်ရှင်။